သွေးစစ်တဲ့စီမှာကာလဒါယောဂရှိနေတယ်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဆေးထိုးရတယ်ပေါ့နော်ဆေးကို3ချိန်ထိုးရတယ်ဒါပေမဲ့6လပြည့်ပြန်စစ်တဲ့စီမှာလည်းသွေးဖြေကဒီတိုင်းပဲဖြစ်နေတယ်ပေါ့နော်လောလောဆယ်ဆေးပါတောင်းနေတယ်အဲ့တော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်မေးထားတဲ့မေးခွန်းကသူကကာလဒါကုနေတဲ့အချိန်တွင်းမှာသူ့ရဲ့လိင်ဆက်ဆက်မဲ့ပါဒနာနဲ့ကွန်ဒုံးမသုံးမဲနဲ့အတူနေလိုက်ရင်ယောဂကုနိုင်လားပေါ့နော်ဆိုတဲ့အဓိပ္ပာယ်ကကာလဒါကိုဆေးကုနေတဲ့အချိန်တွင်းမှာဒီကာလဒါကနောက်တစ်ယောက်ကိုကူးစက်နိုင်သေးလားဆိုပြီးတော့မေးထားတဲ့မေးခွန်းပေါ့နော်။အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကူးစက်နိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ကာလဒါယောဂပိုးတွေကကျွန်တော်တို့ကပနက်စလင်ကို3ဘတ်ထိုးတယ်ဆိုတော့3ဘတ်ထိုးပြီး complete ဖြစ်ပြီးဆိုမှစိတ်ချရတယ်ပေါ့နော်။ဒါပေမဲ့တချို့သောဘက်တီးရီးယားပိုးတွေကပနက်စလင်3ချိန်ပြီးသွားတဲ့အချိန်မှာတော့ဘက်တီးရီးယားပိုးတွေကကြံနေသေးတာလည်းဖြစ်နိုင်တယ်။အဲ့တော့ကျွန်တော်တို့ကဒီကာလဒါဆေးကုတဲ့လူတွေကိုဘယ်လိုမှာလဲဆိုရင်တော့ဆေးထိုးတယ်ဆေးထိုးနေတဲ့အချိန်တွင်းမှာဆေးကုနေတဲ့အချိန်တွင်းမှာလိမ်မဆက်ဆံတယ်တကယ်လို့ဆက်ဆံမယ်ဆိုရင်ကိုလုံးကိုစနစ်တကျတော့ဒီလိုလေးမှားလိုက်တယ်အဓိကကတော့မဆက်ဆံတာတော့အကောင်းဆုံးပေါ့နော်ဆေး3ချိန်ကိုမှန်မှန်ကန်ကန်အချိန်မှန်မှန်လေးထိုးပြီးတော့နောက်ဆုံးထိုးတဲ့အချိန်ကနေကျွန်တော်2ပတ်ဆောက်အဲ့2ပတ်ဆောက်တဲ့အခါမှာဒီကာလသာယောဂကုနေတဲ့လူရဲ့လိန်ငါမှာအနာတွေတစုံတရာမရှိတော့ဘူးအားလုံးကျက်သွားပြီဆိုရင်ဒီလူကကျွန်တော် follow up ပြန်ခေါ်တယ်ပေါ့နော် follow up က1လ3လ6လအဲ့လိုပြန်ခေါ်တဲ့အခါမှာလည်းတွေးပြန်စစ်လို့ဒီရလာတဲ့ result ကကျွန်တော်တို့လိုချင်တဲ့ result ရတယ်ဆိုရင်တော့လေပါဒနာကိုမကူးနိုင်တော့ဘူးလို့အာမခံလို့ရတယ်အဲ့လိုမဟုတ်ဘူးဆိုရင်တော့လေကိုကလောလောဆယ်မှာကာလဒါဆေးထိုးနေတယ်2ချိန်ပဲရှိသေးတယ်3ချိန်ပဲရှိသေးတယ်ဒါမှမဟုတ်လေလိန်ငါမှာအနာရှိနေသေးတယ်เนาะဒီလိုအခြေအနေမျိုးတွေဆိုရင်တော့လေကိုယ့်ရဲ့ပါဒနာကိုကူးစက်နိုင်ပါတယ်เนาะနောက်အရေးကြီးတာတစ်ခုကလည်းလေကာလဒါလိုယောဂမျိုး HIV လိုယောဂမျိုးတွေကကိုယ်မှာရှိနေပြီဆိုရင်ကိုယ့်ရဲ့ပါဒနာမှာရှိနေပြီးသားလည်းဖြစ်နိုင်ပါတယ်အဲ့တော့ကိုယ်မှာတကယ်လို့ယောဂပေါ်တယ်ဆိုရင်ကိုယ့်ရဲ့လိင်ဆက်ဆံမဲ့ပါဒနာကိုခေါ်ပါသူ့ကိုပါတွေးစစ်ပါတခါတည်းတပြိုင်တည်းကုသမှုယူရင်အဆင်ပြေပါတယ်နောက်မှကျတော့ပင်ပေါင်ရိုက်တယ်လို့ဖြစ်နေရောပေါ့နော်အမျိုးသားကိုကုတယ်အမျိုးသမီးတရားပြန်ကူတယ်အမျိုးသမီးကိုကုတယ်အမျိုးသားတရားပြန်ကူတယ်ဆိုပြီးတော့ကျွန်တော်လုံးလဲချလဲလိုက်နေတတ်ပါတယ်အကျိုးရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်ကျေးဇူးတင်ပါတယ်